အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဦးခွန်ဆန်းဦးပါနောင်တရားအာလူအသင်းရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်အာလူကိုကျွန်တော်တို့တစ်နှစ်ကို3ကြိမ်စိုက်ပါတယ်တစ်နှစ်ကို3ကြိမ်ဆိုတော့ကျွန်တော်တို့ဟိုမိုးကြိုပေါ့နော်မိုးကြိုကာလ4လပိုင်း5လပိုင်းလောက်မှာကျွန်တော်တို့တစ်ကြိမ်စိုက်ပါတယ်နောက်ကျွန်တော်တို့8လပိုင်းကျတော့စကားအာလူလို့ခေါ်တဲ့8လပိုင်းမှာကျွန်တော်တို့တစ်ကြိမ်စိုက်ပါတယ်အခုကျွန်တော်တို့အခုဒီမြင်တွေ့နေရတဲ့အခုဒီအာလူကတော့ကျွန်တော်တို့ຫນွေအာလူပေါ့နော်ရေအာလူလို့လည်းခေါ်တယ်ကျွန်တော်တို့ရေသွင်းပြီးတော့စပင်ဂလာနဲ့ပေါ့ကျွန်တော်တို့စိုက်ပျိုးတဲ့အာလူပါကျွန်တော်တို့တစ်နှစ်ကိုပြန်မြကျွန်တော်တို့ဧက16000လောက်စိုက်ပါတယ်ကျွန်တော်တို့ဒီဒေသမှာနှစ်ပေါင်းမြောက်များစွာစိုက်ပျိုးလာခဲ့တဲ့သီးနှံတစ်မျိုးပါမျိုးတစ်တွေကျတော့အရန်ကိုသူကထွက်နှုံကောင်းတယ်နောက်ပြီးတော့ရာသီဥတုဒဏ်လည်းပိုခံတယ်စားရတဲ့အရသာလည်းပိုကောင်းမွန်တဲ့အတွက်မျိုးတစ်တွေကိုပို့ပြီးတော့လက်ခံပြီးတော့စိုက်လာတယ်စမ်းသပ်ကွက်တွေလုပ်တယ်နောက်နယ်သာလန်ကိုသွားပြီးတော့လည်းလီးလာတယ်နောက်ကျွန်တော်တို့အဲ့ဒီနယ်သာလန်ကနေအာလူမျိုးတွေကျွန်တော်တို့ယူလာတယ်ပေါ့ယူလာပြီးတော့ကျွန်တော်တို့ကဒီဒေသမှာစမ်းစိုက်ကြည့်တော့အရန်ကိုဖြစ်ထွန်းတယ်နောက်ပြီးတော့ဈေးကွက်ရဲ့တောင်းဆိုမှုနဲ့နောက်ပြီးတော့ထုတ်လုပ်တဲ့လူပေါ့ product လုပ်ငန်းဒီအာလူကျော်လုပ်ငန်းတို့ထုတ်လုပ်တဲ့လူကလည်းအရန်ကိုနှင့်သက်တဲ့အတွက်ကျွန်တော်တို့ကနှစ်စဉ်အဲ့ဒီနယ်သာလန်အာလူမျိုးကိုကျွန်တော်တို့ကဝယ်ယူပြီးတော့စိုက်ပျိုးပါတယ်နယ်သာလန်အာလူမျိုးကတော့ကျွန်တော်တို့နှမျိုးပေါ့ကျွန်တော်တို့တင်သွင်းတာကျွန်တော် Hello Potato ကကုမ္ပဏီကနေသူတို့ကမှတ်ပုံတင်ပြီးတော့တင်သွင်းပေးပါတယ်ကျွန်တော်တို့ဒီကတောင်သူတွေကတော့ကျွန်တော်တို့လိုအပ်တဲ့လောက်မာယူပြီးတော့စိုက်ပျိုးကြပါတယ်အခုဒီနှစ်မှာလည်းကျွန်တော်တို့နယ်သာလန်နဲ့ရမ်ဘာဆိုတဲ့အာလူမျိုးကိုကျွန်တော်တို့ကမှတ်ပုံတင်ပြီးတော့အခုကျွန်တော်တို့တင်သွင်းထားတာပေါ့နော်တို့မျိုးကောင်းမျိုးသားနေတင်သွင်းတယ်နောက်ကျွန်တော်တို့စိုက်နီးစနစ်ပေါ့စိုက်နီးစနစ်ကလည်းအရင်တုန်းကကျွန်တော်တို့တာမာယူကြကျွန်တော်တို့ဒီဒေတာကကျွဲတွေနွားတွေနဲ့ပဲထွန်ရက်ပြီးတော့ကျွန်တော်တို့လူအားနဲ့ပဲလုတ်ခဲ့တဲ့အာလူကအခုကျတော့ကျွန်တော်တို့ကဆက်တွေနဲ့ပဲထွန်ရက်တယ်ဆက်နဲ့စိုက်ပျိုးတယ်ဆက်နဲ့ပေါင်တင်တယ်ဆက်နဲ့တူးဖော်တယ်နောက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီပေါ့ဈေးကွက်ကိုတင်ပို့တဲ့နေရာမှာလဲကျွန်တော်တို့ကbusiness to business ပေါ့ထုတ်လုပ်မှုကနေထုတ်လုပ်မှုပေါ့နော်ကျွန်တော်တို့အာလူကျော်စက်ရုံတွေကိုတိုက်ရိုက်တင်ပို့တယ်ရန်ကုန်မန္တလေးကိုကျွန်တော်တို့တိုက်ရိုက်တင်ပို့တယ်ပေါ့သူကစိုက်ပျိုးတာစားအာလူပေါ့ဟင်းချက်တဲ့အာလူပေါ့ကျွန်တော်တို့အဲ့ဒါကိုလဲစိုက်ပျိုးသလိုကျော်အာလူကိုလဲကျွန်တော်တို့ကစိုက်ပျိုးပေးတယ်ပေါ့နော်ကျွန်တော်တို့အာလူတွေကတော့အမျိုးစားတွေကတော့အများကြီးပေါ့နော်အာလူချောင်းကျော်အတွက်ရှိတယ်အာလူအချက်ကျော်ရှိတယ်စားအာလူရှိတယ်နောက် mashed potato ပေါ့နော်အာလူအမုံလောက်တာတွေပါတယ်အဲ့ဒီဟာကိုဈေးကွက်ရဲ့လိုအပ်ချက်ရှိတဲ့အတိုင်းကိုကျွန်တော်တို့အသင်းကနေကျွန်တော်တို့တောင်သူတွေကနေအားလုံးကျွန်တော်တို့စိုက်ပျိုးထုတ်လုပ်ပေးနေတဲ့ကျွန်တော်တို့အာလူစိုက်တောင်သူအသင်းလဲဟုတ်တယ်ပေါ့နော်ကျွန်တော်တို့အစုအဖွဲ့ပေါ့ဗျဟုတ်ကဲ့